သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်နားဆင်ရမယ့်သတင်း podcast ကတော့ဖိုးတိမ်ကြရေးသားထားတဲ့နှုံးတင်မြင်နုပေါ်ကရခိုင်ကကွန်းဆိုတဲ့ podcast လေးကိုနားဆင်ကြမှာဖြစ်ပါတယ်ကွန်းအကြောင်းပြောကြတဲ့အခါရှေးနန်းတွင်သုံးအရာတစ်ခုကနေကနေအထိကွန်းစားသုံးတဲ့အလေးရှိနေတာပါစားသုံးသူရှိတာနဲ့အမျှစိုက်ပျိုးထုတ်လုပ်သူတွေလည်းရှိလာပါတယ်စားသုံးသူဈေးကွက်ကိုလိုက်ပြီးစီးပွားဖြစ်စိုက်ပျိုးကြသူတွေအများအပြားရှိနေတာပါကျွန်တော်တို့ရွာမှာတော့ကွန်းကိုစီးပွားဖြစ်စိုက်ပျိုးတာခက်စားပါတယ်မိဘကသားသမီးတွေကိုအင်ဂျင်နီယာပညာဆေးပညာစတဲ့တက္ကသိုလ်ပညာတွေတက်အောင်သင်ပေးပြီးဆိုင်ရာဘွဲတွေရလာတဲ့အခါပညာသင်ခဲ့တဲ့အလုပ်ကိုမလုပ်ဘဲကွန်းပြန်စိုက်စားကြတယ်ဆိုတဲ့ခေတ်တွေရှိခဲ့ပါတယ်ဒီနေ့ဒီချိန်ထိလဲကွန်းစိုက်ကြတာဟာတိမ်ကောပြောက်ကွယ်သွားတယ်ရဲ့လို့မရှိသေးပါဘူးအကြောင်းကတော့ကွန်းစိုက်လို့ရတဲ့ဝင်ငွေဟာတခြားစီးပွားရေးလုပ်ငန်းတွေထက်ပိုရလို့ပဲဖြစ်ပါတယ်စပားဆယ်ရီကစိုက်လို့ရတဲ့ဝင်ငွေကကွန်းတစ်ချံအမျက်ထွက်တာတောင်မရှိဘူးဆိုတဲ့စကားသံတွေမကြာခဏဆိုသလိုကြားရပါတယ်ဒီတော့လယ်သမားတွေကလည်းသူတို့ရဲ့စပားစိုက်ခင်းတွေနေရာမှာကွန်းချံတွေအရှို့စိုက်ပျိုးလာကြတော့တာပါပဲကွန်းနဲ့ပတ်သက်ပြီးမီယိုးဖလာအလုပ်တစ်ခုကိုလောက်ကင်ခဲ့ပူပါတယ်ကိုနဲ့အနည်းဆက်ဆုံးအလုပ်ဖြစ်နေလို့တော့မပြောတတ်ပါဘူးဘလောက်ပဲဝင်ငွေရကွန်းစိုက်စားတယ်ဆိုတာကိုဒီလောက်အထိစိတ်ဝင်စားခြင်းမရှိခဲ့ဘူးလို့ပဲဝန်ခံရမှာပါတိုးတော်လဲကွန်းစိုက်ပျိုးဖို့အကြောင်းကိုတချို့သောသူတွေစိတ်ဝင်စားကြတာကိုတော့မကြာခဏဆိုလို့ကြားတတ်ပါတယ်ဒီလိုစိတ်ဝင်စားကြတဲ့သူတွေတဲ့နယ်ပယ်တစ်ခုမှာဘဝရက်တည်နေကြတဲ့သူတွေလည်းပါပါတယ်ဆရာကြီးမောင်ဝန်သားကိုစသိခဲ့ရတော့ကသတင်းနဲ့ပတ်သက်တဲ့စုပေးပွဲတစ်ခုမှာပါပြည်ပနိုင်ငံမှာစိတ်ကူးနေရခြင်းဖြစ်လို့အဲ့ဒီအခမ်းအနားမိန့်ခွန်းကိုရုပ်သံကတဆင့်ဖွင့်ပြတာပါသူ့ကိုကျွန်တော်သိခဲ့တာသတင်းစာဆရာစာရေးဆရာပါသူဟာကွန်းစိုက်ဖို့အတွက်စိတ်ကူးရှိခဲ့ဘူးတဲ့အကြောင်းသမီးဖြစ်သူကပြောပြခဲ့လို့သိခဲ့ရပါတယ်ကွန်းစိုက်ဖို့အတွက်စိတ်ကူးခဲ့ကြဘူးတာရှိနိုင်တယ်လို့စိတ်ကူးကိုအကောင့်ထဲပေါ်ဖို့လက်တွေ့ကြကွန်းစင်းစိုက်ချသူတွေလည်းရှိကြမှာပါကွန်းစိုက်ဖို့အတွက်ကွန်းမျိုးကဘယ်ကရတယ်လဲကွန်းမျိုးရှာရတဲ့နောက်ွယ်ကအကြောင်းတစ်ခုကိုစွဲထုတ်ကြည့်ချင်ပါတယ်21ရာစုမှာကွန်းစိုက်တောင်သူတွေကြားခက်စားတဲ့ကွန်းမျိုးရှိပါတယ်ရခိုင်မျိုးလို့ခေါ်ကြတယ်ကွန်းဟာနွယ်ပင်တစ်မျိုးလို့သတ်မှတ်ရမှာပါကွန်းစိုက်ဖို့အတွက်မျိုးယူတဲ့အခါအညွန့်ကိုဖျက်ယူကြပါတယ်ဒါကိုပဲကွန်းညွန့်ဖြတ်ထွက်တယ်လို့ခေါ်ကြတယ်အေယာဝတီတိုင်းကနေရခိုင်ကိုကွန်းညွန့်ဖြတ်ထွက်တဲ့လမ်းခီးဟာလေတက်ဆွန်ဆန်ပြားသွားကြတာပါကွန်းညွန့်ဖြတ်ထွက်သူတွေလမ်းမှာမကြခဏဓမြတက်ခံရတဲ့ဖြစ်စဉ်တွေရှိခဲ့ပူပါတယ်ရွှေကိုဓမြတိုက်တာမဟုတ်ငွေကိုဓမြတိုက်တာမဟုတ်ပါဘူးကွန်းညွန့်ကိုဓမြတိုက်ယူကြတာပါကွန်းညွန့်ဟာရွှေတွေငွေတွေထက်ဘလောက်အဖိုးတန်တယ်လဲဆိုတာတွက်ဆကြည့်လို့ရနိုင်မှာပါရန်ကုန်မြို့တီရိမင်္ဂလာဈေးထဲမှာတော့ည7:00 နာရီနောက်ပိုင်းအလုရှုပ်နေကြပါတယ်အထူးသဖြင့်အသီးရွက်တွေကိုလက်ကားရောင်းဝယ်နေကြတာပါအသီးအရွက်ကုန်စိမ်းတွေထဲမှာကွန်းရွက်ရောင်းဝယ်နေကြသူတွေလည်းပါပါတယ်မိသားစုရဲ့မိဖို့ကြောင့်ထဲမှာကုန်စိမ်းစားကုန်ဟာမပါမဖြစ်လို့ပြောလို့ရပါတယ်ဒီရောင်းကုန်တွေထဲမှာကွန်းဟာလည်းနေရာတစ်နေရာယူထားတာကိုတွေ့ရမှာပါဒီနေရာမှာကွန်းအမျိုးအစားဘယ်ဟာကောင်းတယ်လဲဆိုတာစကားပြောလာပါတယ်ရောင်းသူနဲ့ဝယ်သူကြားကုန်ပစ္စည်းဘလောက်ကောင်းကြောင်းအမုန်းတင်ပြောလာရတော့တာပါပဲသူတို့ပြောစကားတွေထဲမှာဘယ်နယ်ကကွန်းဆိုတာကိုပါဇက်ကမချပါဘူးဈေးကောင်းရတဲ့ကွန်းတွေထဲထိတ်ဆုံးကပါလို့ပဲဖြစ်မှာပါဈေးကောင်းရတဲ့ကွန်းနဲ့ဈေးကောင်းမရတဲ့ကွန်းဆိုတာကွန်းမျိုးရှာတဲ့နေရာမှာအရေးကြီးပါတယ်ကွန်းစိုက်ဖို့မျိုးယူတဲ့နေရာမှာဈေးကွက်ထဲနမဲရတဲ့ကွန်းညွန့်မျိုးကိုရှာမဆိုင်နိုင်ရင်ဈေးကွက်မှာဈေးကောင်းမရတဲ့အပြင်လျှော်ဈေးနဲ့ရောင်းထုတ်ရတဲ့အခြေအနေတွေလည်းရှိပါတယ်အနောက်ရိုးမရဲ့တောင်ကုန်းတွေပေါ်မှာကွန်းစိုက်ကြသူတွေရှိပါတယ်ကြောက်သားကြောက်ဆောင်တွေကြားမှာကွန်းစိုက်ရတာဖြစ်လို့အရွက်ခိုးဖို့အတွက်အဓိကထားစိုက်ကြတာမဟုတ်ပါဘူးကွန်းညွန့်မျိုးဖြတ်သူရောင်းချဖို့အတွက်အားထားစိုက်ပျိုးကြသူတွေဖြစ်ပါတယ်အဲ့ဒီကကွန်းညွန့်မျိုးဖြတ်ယူပြီးမြစ်ဝကျုံးပေါ်နှုံးတင်မြေနုပေါ်မှာပြန်စိုက်ပျိုးတဲ့အခါအရွက်ကောင်းခိုးလို့ရတယ်လို့ဈေးကောင်းရတဲ့ကွန်းရွက်တွေကိုစိုက်ပျိုးထုတ်လုပ်နိုင်ပါလေဖြစ်ပါတယ်ဈေးကောင်းရတဲ့ကွန်းဆိုတာရခိုင်ပြည်နယ်အနောက်ရိုးမပေါ်ကကွန်းတွေဖြစ်ကြတဲ့အကြောင်းသိတဲ့သူရှားပါလိမ့်မယ်နှုံးတင်မြေနုဆိုတာမိုးရင်းကာလတစ်ခုလုံးရေမြုပ်ထားတဲ့နေရာတွေဖြစ်ပါတယ်ရေပြန်ကျတဲ့အချိန်မှာတင်ကြံနေခဲ့တဲ့နှုံးတွေဟာစိုက်လို့ပြိုးလို့ကောင်းတဲ့နေရာတွေလို့ပြောလို့ရပါတယ်ရခိုင်ကကွန်းညွန့်မျိုးဟာနှုံးတဲ့မြေနုပေါ်ရောက်လာပြီးဈေးကွက်မှာဈေးကောင်းရနေတဲ့အကြောင်းကွန်းစိုက်တောင်သူတွေကြားပြန့်နှံ့သွားပါတယ်
ပြန့်နှံ့သွားတဲ့လောက်လေရခိုင်ရိုးမပေါ်တက်ပြီးကွန်းညုံမျိုးရှာကြတဲ့သူတွေရှိလာတာဖြစ်ပါတယ်ဒီမတိုင်ခင်ကတော့မြောင်းမြကွန်းမျိုးပသိမ်ကွန်းမျိုးတွေကိုရွေးချယ်စိုက်ပျိုးခဲ့ကြတာပါအဲ့ဒီကွန်းညုံအမျိုးအစားတွေထက်နေရာရဈေးကောင်းရပြီးဈေးကွက်မှာမျက်နှာပန်းလာတဲ့ကွန်းညုံမျိုးကိုပြောပါစို့ရခိုင်ရိုးမပေါ်ကကွန်းညုံမျိုးကိုလက်ဆက်ကမ်းညှိုးဆုံကြမှာလည်းဖြစ်ပါတယ်ဒါဟာကာလတစ်ခုအထိခက်ကောင်းခဲ့တယ်လို့ပြောလို့ရမှာပါဒီကာလမှာတော့အခြေအနေတွေကပြောင်းပြန်ဖြစ်သွားပါတယ်ရခိုင်ရိုးမနဲ့အေယာဝတီတိုင်းကိုအနောက်ရိုးမတောင်ကျောတွေကနေပြည်ချင်းထိစပ်တွေ့တန်းပေးထားပါတယ်ရခိုင်ရိုးမနဲ့အေယာဝတီတောင်တန်းကိုအနောက်ရိုးမတောင်ကျောတွေကနေမြေချင်းထိစပ်တွေ့တန်းပေးထားပါတယ်ဒီလိုထိစပ်တွေ့တန်းထားတဲ့နေမြေအဆက်အဆက်ကိုစစ်ကောင်စီရဲ့ဂိတ်တွေကဖျက်တောက်ပိတ်ဆို့လိုက်ပါတယ်ဒီလိုဖျက်တောက်ပိတ်ဆို့ထားတာကြောင့်ရခိုင်နဲ့အေယာဝတီနဲ့ရခိုင်ကုံရောကုံဝဲလမ်းကြောင်းလဲရပ်တန့်သွားခဲ့ရပါတော့တယ်တနယ်နဲ့တနယ်တားဆီးပိတ်ပင်ထားချက်ကအချိန်ဘယ်လောက်ကြာရှိနေအောင်မလဲဆိုတာတော့တွက်ဆလို့မရနိုင်သေးဘူးလို့ပဲပြောရမှာပါအရင်လိုလမ်းခီးတာဖို့ဆိုတာပိတ်ဆို့တားဆီးထားတဲ့ဂိတ်တွေမရှိတော့ပဲလွတ်လွတ်လပ်သွားလာခွင့်ရမှာပဲဖြစ်မှာပါလမ်းခီးဖျက်တောက်ပိတ်ဆို့တာတွေအပြင်ကွန်းဆိုင်တောင်သူတွေကိုပါအကြက်ရိုက်စေတဲ့အရာတွေကိုစစ်ကောင်စီလက်အောက်ခံတွေကကြံဆောင်လုပ်ခံလာကြပါတယ်အထူးသဖြင့်ကွန်းဆိုင်တောင်သူတွေဆိုတာဝင်ငွေအများအပြားရရှိကြသူတွေဆိုပြီးနားလည်ထားကြလို့ပဲဖြစ်ပါတယ်ကွန်းဆိုင်ရင်ဘဝပြက်ဆင်းရဲနှုံထဲကနေရုံးမထွက်နိုင်ကြသူတွေလည်းရှိပါတယ်ဒီလိုအခြေအနေတွေကိုငဲ့ကွက်ထောင်ထားဖို့ဆိုတာတော့မျှော်လင့်ထားလို့မရတဲ့အရာပဲဖြစ်ပါတယ်ရဲနဲ့မော်တော်ဘီကေကကွန်းချံဘေးမှာလာဆောက်နေပြီးကွန်းချံနဲ့အလုတ်ဆင်းနေတဲ့သူတွေကိုစိုက်ကယ်လိုင်စင်လာဆက်တာဒါမျိုးတစ်သက်နဲ့တကူတခါမှမရှိခဲ့ဘူးအခုလိုကာလမျိုးမှာကွန်းဆိုင်တောင်သူတွေစီကမကြာခဏကြားရတဲ့စကားဖြစ်ပါတယ်မော်တော်ပီကေလို့ခေါ်ကြတဲ့ရင်ထိန်ရဲတွေဆိုတာလမ်းမပေါ်မှာရင်စီကံလမ်းစီကံတတ်မှတ်ပေးကြရမယ့်သူတွေလို့ပဲသိထားပါတယ်သူတို့ဝန်ဆောင်မှုပေးရမယ့်နေရာမှာရှိမနေပဲလေထဲကိုင်းတဲ့အထိအစင်းပြီးဆိုင်ငယ်လိုင်စင်စစ်ဖို့စစ်ကောင်စီကတာဝန်ချမှတ်ထားသလားဆိုတာတော့သူတို့ကိုယ်တိုင်ပဲအတိအဆုံးဖြစ်မှာပါပြည်သူအတွက်ဝန်ဆောင်မှုပေးရမယ့်သူတွေကပြည်သူစီကဘလို့ငွေညစ်ရမလဲဆိုတဲ့စိတ်ထားတွေဟာအခုလိုအချိန်မျိုးမှာဟန်ဆောင်ဖုံးကွယ်ထားလို့မရအောင်ပေါ်လာတော့တာပဲလို့ပြောရမှာပါငွေရပေါက်ရလန်းဘယ်ကရမလဲဆိုတဲ့ပြစ်မှတ်ကိုရွေးချယ်ကြတဲ့နေရာမှာလဲကွန်းဆိုင်တောင်သူတွေဟာသူတို့ငွေရဖို့အတွက်အဓိကပြစ်မှတ်ဖြစ်လာပါတော့တယ်ပုံမှန်အချိန်မျိုးပြန်ရဖို့မျှော်လင့်နေကြမှာပါပုံမှန်အချိန်ဆိုတာလွတ်လွတ်လပ်လပ်တွာလာရောင်းဝယ်ဖောက်ကားခွင့်ရတဲ့အချိန်မျိုးပါဒီလိုအချိန်မျိုးပြန်ရဖို့အတွက်နိုင်ငံသူနိုင်ငံသားတိုင်းကလိုလားတောင်းတနေကြမှာပဲဖြစ်ပါတယ်ရခိုင်ရိုးမတောင်တန်းတွေပေါ်ကကိုညွတ်ကိုမြစ်ဝကျွန်းပေါ်လုံးတယ်မြင်းတို့ပေါ်မှာပြန်လဲစိုက်ပျိုးခွင့်ရဖို့အတွက်မျှော်လင့်နေကြသူတွေလည်းရှိကြမှာမလွဲဖြစ်ပါတယ်